ကဲဒါလေးတွေကတော့ညီမလေးတယောက်စားဖို့အတွက်မောင်လေးတယောက်ကမှာပေးတဲ့ရခိုင်သမင်းတုပ်လေးတပွဲနဲ့ဒါကတော့ကင်းမွန်ရခိုင်တုပ်လေးပါရှင်ကင်းမွန်ကဒီလိုပုံစံဒီလိုအနေထားရဖို့ဆိုတာကအကောင်ကြီးမှရတာပေါ့နော်ကဲကြည့်ပါအောင်ရခိုင်တုပ်ချင်းဆက်ဆက်ကလေးတုပ်ပေးထားတာပါရှင်ဒါကင်းမွန်ရခိုင်တုပ်တပွဲနဲ့ရခိုင်သမင်းတုပ်လေးတပွဲပေါ့နော်ရခိုင်သမင်းတုပ်လေးတပွဲမှာဆိုလို့ရှိရင်ဒီလိုပစွန်ကျော်နှစ်ကောင်ပါပါတယ်ရှင်ကဲဒါလေးတွေကတော့မောင်လေးတယောက်ကညီမလေးတယောက်အတွက်မှာပေးထားတာလေးတွေပါရှင်အားပေးတဲ့မောင်လေးနဲ့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်စားကြင်စရာလေးနော်